ဒါကတော့ရေခဲတွေကိုနေ့တိုင်းနဲ့ပုံမှန်ခွဲရတဲ့အလုပ်တစ်ခုဖြစ်ပါတယ်ဒါကိုပျော်စရာကောင်းတဲ့အလုပ်လို့တငယ်ချင်းတို့ထင်ကြတယ်မဟုတ်လားဗျာဒါပေမဲ့အဲ့ဒီလိုမဟုတ်ပါဘူးဒါကတော့သင်္ဘောပေါ်မှာရေခဲကိုရက်ချိုးရတဲ့အလုပ်ဖြစ်ပါတယ်ရေခဲကိုအချိန်မီမဖြိုခွဲမိရင်သင်္ဘောတစ်ခုလုံးရေထဲမှောက်သွားနိုင်တယ်ဆိုတာသိထားသင့်ပါတယ်ဒါကအလွန်အေးတဲ့သမုဒ္ဒရာတွေကိုဖျက်ဆီးသွားလာနေတဲ့သင်္ဘောတွေမှာအလုပ်လုပ်နေတဲ့သင်္ဘောသားတွေရဲ့အလုပ်ပါပင်လယ်ရေမုန်ဝေဟာအေးခဲနေတဲ့လေတွေနဲ့ထိတွေ့တဲ့အခါသင်္ဘောကိုယ်ထဲပေါ်မှာတညလုံးဖြစ်ပေါ်လာနိုင်တဲ့ထူထဲတဲ့ရေခဲအလွှာတွေဖြစ်ပြောင်းလဲသွားပါတယ်ပြင်းထန်တဲ့ရာသီဥတုကတမဏိလက်ရန်တွေကျိုးတွေနဲ့သင်္ဘောကုန်းပတ်ရဲ့တခြားစိတ်အပိုင်းတွေကိုထူထဲတဲ့ရေခဲတွေဖြစ်ပြောင်းလဲသွားစေပြီးအဲ့ဒါကကပ်ပေးပါပဲဒီရေခဲအပိုင်းစတွေကသင်္ဘောရဲ့အပေါ်ပိုင်းဖွဲ့စည်းပုံကိုတန်ချိန်10 ကနန်းလောက်အလေးချိန်တိုးစေနိုင်ပါတယ်ဒီအလေးချိန်များလုံးတဲ့အခါသင်္ဘောရဲ့ဆွဲငင်အားပဟိုပြည့်ရင်းသွားပြီးရိမ့်ရိုင်စေပြီးမှောက်နိုင်ခြေကိုတိုးစေပါတယ်ဒါကြောင့်သင်္ဘောသားတွေရဲ့အလုပ်ကသင်္ဘောပေါ်ကလူတိုင်းကိုကယ်တင်ဖို့တူတွေကိုဆွဲယူပြီးရေခဲတွေကိုနေ့တိုင်းခွဲဖို့ဖြစ်ပါတယ်ဒါဆိုရင်တငယ်ချင်းတို့ကဒီအလုပ်ကိုလုပ်ချင်ကြသေးလားဗျာ